Hello guys, Promise Unknown Channel ကနေကြိုဆိုလိုက်ပါတယ်။ဒီနေ့ကတော့ Stranger Things series နဲ့ပတ်သက်ပြီးတင်မတည်သေးတဲ့အချက်တွေကိုပြောပြပေးသွားမှာဖြစ်ပါတယ်။ Stranger Things ဇာတ်လမ်းကိုပထမဆုံးဖန်တီးတုန်းကအင်ဒီယာနာမြို့မဟုတ်ဘဲနဲ့နယူးယောက်က Montauk ဆိုတဲ့မြို့လေးကိုအခြေခံခဲ့တာပါ။အဲ့ဒီမြို့မှာတကယ်ရှိခဲ့တဲ့လက်ဝတ်စမ်းသပ်မှုကောလာဟလတွေဖြစ်တဲ့ The Montauk Project ကိုအစွဲပြုပြီးခေါင်းစဉ်ပေးခဲ့တာဖြစ်ပါတယ်။ Stranger Things ကို Netflix ကလက်မခံခင်မှာအခြားသော TV network ပေါင်း15ခုကနေ20ခုကရင်းပယ်ခဲ့ကြပါတယ်။ကလေးတွေအဓိကဇက်ကောင်ဖြစ်နေပြီးလူကြီးကြီးတွေကဖြစ်နေလို့ဘယ်သူမှကြည့်မှာမဟုတ်ဘူးလို့သူတို့ကပြောလို့ဝေဖန်ခဲ့ကြတာပါ။ Steve, get out! Wait, what? ဇလန်းအစမှာပြခဲ့တဲ့ Stranger Things ဆိုတဲ့စာလုံးဒီဇိုင်းဟာ86ကနာမည်ကြီး horror စာရေးဆရာ Stephen King ရဲ့စာအုပ်မျက်နှာပုံမှာသုံးနေရှိတဲ့စာလုံးဖောင့်ကိုအသုံးပြုထားခြင်းဖြစ်ပါတယ်။ Season 1တစ်ခုလုံးမှာ11ဟာစကားလုံးပေါင်း42လုံးပဲပြောခဲ့ပါတယ်။သူမရဲ့စွမ်းရည်နဲ့ခံစားချက်တွေကိုစကားလုံးတွေထက်မျက်နှာမူရနဲ့ပြနိုင်အောင်ဒါရိုက်တာတွေကရည်ရွယ်ခဲ့တာပါ။ Oh my god! Jesus! What the hell was that? Shut up! Lula Script က Steve Harrington ဟာ Season 1မှာအပြီးမှာတည်ဆုံးရမှာပါ။ဒါပေမဲ့တရုတ်ဆောင် Joe Carey ကဇက်ကောင်ကိုအရန်အသက်ဝင်အောင်တရုတ်ဆောင်နိုင်တဲ့အကြောင်းသူ့ကိုမတတ်တော့ပဲနောက် Season တွေမှာပါအရေးပါတဲ့ဇက်ကောင်အဖြစ်ပြောင်းလဲခဲ့တာဖြစ်ပါတယ်။ How many children are you friends with? Season 1မှာ11တယောက်စားကန်ထဲမှာမျောနေဖို့အတွက်ဆက်အဖွဲ့တွေကစားခါပေါင်1200ကိုသုံးခဲ့ရပါတယ်။ဒါမှ Millie Bobby Brown ရဲ့ခန္ဓာကိုယ်ကရေပေါ်မှာငြိမ်ငြိမ်လေးနဲ့မျောနေနိုင်မှာဖြစ်ပါတယ်။ Steve, are you drugged? How many times, Dad? ဇလန်နဲ့တစ်ခုလုံးဟာ HG ကနာမည်ကြီးရုပ်ရှင်တွေဖြစ်တဲ့ E.T. Jaw, Star Wars နဲ့ The Goonies တို့စီကဇာတ်ဝင်ခန်းပုံစံတွေကိုတူပပြီးရိုက်ကူးထားတာဖြစ်ပါတယ်။ဥပမာ Hopper ရဲ့ဝတ်ဆောင်က Jaw တွေက Chief Brody နဲ့တူပါတယ်။ Upside Down မှာလွတ်နေတဲ့နှင်းလိုအမှုန်မွားတွေအ CGI မဟုတ်ပါဘူး။တကယ်ရိုက်ကူးတဲ့အခါမှာဓာတ်ဆီနဲ့ဖျောင်းနှုတ်ကိုရောဆက်ပြီးလေထဲမှာလွတ်အောင်လုပ်ထားတာဖြစ်လို့တရုတ်ဆောင်တွေက match တက်ပြီးရိုက်ခဲ့ရပါတယ်။ Alright guys ဒီနေ့တော့ဒီလောက်ပါပဲကျွန်တော်တို့ channel လေးကို subscribe လုပ်ခဲ့ပေးပါဦးဗျ။